ပြင်းလိုက်တာတမီးကိုထိုင်းနေကြပါလားဘာလို့လဲအပြင်ထွက်ချင်လို့ပြောချင်လို့ဒီလို ocean light ထွက်ချင်တာတမီးတို့ကချင်းဟုတ်ပြီလေအဆွေထွက်လို့ရတယ်ဒါပေမဲ့ဒီကြဆော့ပြရတဲ့ဟုတ်ကဲ့မင်းအဆွေကတမီးတို့တော်လိုက်အောင်မယ်တမီးမမရပြီးရောနည်းနည်းပြန်လာကြတော့နည်းနည်းပြန်မလာရေငါနေလို့မရကိုစီစဉ်လိုက်မလုပ်ပြီးတော့ဘူးတော့ပါမင်းရရေမင်းတမီးကြားနေမင်းရတမီးတို့ဝေးလေးကိတ်ကြီးမလုပ်ပြီးတော့ဘူးငါပြပါအဲ့ဆိုတမီးတော့ဒီနော်လာတော့ကြတယ်မမရေတမီးရဝေးရမုံရဝယ်စားချင်တာပလီပလိုက်မလို့တော့ပါလေဟဲ့ငါမပတ်စမရှိဘူးရှောက်ကြည့်ဖို့ပဲရှိတာရပ်ပြီးလာလိုက်တာ my god သူဘကမျက်မှန်နဲ့စပင်တူးတဲ့ဟာတော်လာပဲမဟုတ်တယ်တော်လာယောဒီမှာလည်းအင်းကြီးလေးပါလားမအန်တီလေးပါလားအန်တီလေးမမကြည့်ကြပါခဲ့ရပါလားပြီးတော့ဦးစိုးပလဲပါခဲ့ရပါလားအန်တီလေးဒီရှိရောက်လာလားဟုတ်တယ်ဒီမကြည့်လေးရောက်ချင်အိုရှင်သွားတယ်လေဆိုလို့ဟုတ်လားဒီပါဦးဒီကလေးရှောက်လာတဲ့ချင်ရအဲ့ဆိုတော့လာမနော်အန်တီโอเคရောက်ပြီငါတို့အဲ့ဆိုရင်သွားကြမယ်ဝေါမမနဲ့မေမေလည်းတပုတ်ရထားတဲ့ပုံကြီးတော့ဟုတ်တယ်ကိုရင်တကောက်တော့နေကျောင်းကိုသွားတက်တော့ငါမနဲ့မေမေလည်းကိုရှိသွားပြီးတော့တပုတ်လာရကြတာဝါမလိုက်တာနော်မမဟုတ်တယ်ကဲအားစမောက်ဘတ်တိချက်ပြကြဟုတ်ပြီဒီတော့ကပေါ့ရကြပြီမမတို့ဟုတ်ဒီဟာလေးနဲ့ရတယ်ကပေါ့ရကြဒီလိုထဲထဲမှာတွားရရလားဟုတ်တယ်ဒီမလေးရဲ့ဟုတ်လားတမင်မသိပါဝါပုံကြီးထွက်လာပြီမလိုက်တာပုံဝဲကိုကလိုက်ပြီးအဆွဲတော့ဟာမမတမီးကြိုက်ကြည့်တယ်ဝတ်စုံနဲ့လေလာလိုက်တာဒါမမလည်းကြိုက်တယ်လေလူတိုင်းကိုကြိုက်စရာဝေါကြိုက်လိုက်တာကဲအဲ့ဆိုမမတို့တော့ကြမယ်ဟိုဘက်ကိုရှောက်ကြည့်မယ်ဟိုမရဲ့မုန်းလိုက်ရှိရယ်အမဟိုမုန်းနေရသေးလားရှိမုန်းမရသေးခုနကကြာရင်မုန်းမရသေးမရတော့ဘူးခုနကကြာရင်စိုက်သိမ်းတော့မှာဟုတ်လားမတော့စားကျင်သေးတာနောက်နေ့ကျရင်လုပ်ပေးပါမလားဟုတ်ကဲအဲ့ဆိုဟိုဘက်ကိုရှောက်ကြည့်ကြမယ်လာတချင်းတည်းခိုင်းငမလိုက်တာနော်ဟမစူးပါလားစူးနေငါတို့အတန်းတက်တော့စူးမို့လားဟုတ်တယ်ငါဒီအိုးရှင်ဝတ်လာဝယ်ရဝတ်တရားလည်းဘာမှမရှိတော့အပြင်လေးသွားရအောင်ပါလေကိုကြီးစူးပါလား
ဝါဟိုတောင်ကလည်းကိုကြီးဆိုလေဦးရှင်းမလေးဝတ်တီလာဝယ်ရဆိုလားဟုတ်တယ်ကဲအဲ့ဆိုတော့ဒီမလေးပြန်ရဟုတ်ပြီလေမမပြန်ကြမယ်ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တွေ့ဖို့ကလေးရဝါlike လေးပဲလို့ဖြစ်တယ်ပြောချင်ပါတယ်အားလုံးပဲ bye bye